ဒီဗီဒီယိုလေးမှာတော့တော်တော်များများသိကျင်နေကြတယ်ချောင်ပရိုလေးတို့အတွက် Street Fighter event ကြီးအကြောင်းကိုပြောပြပေးသွားမှာပါအားလုံးပဲမင်္ဂလာပါ Hockey World Channel လေးကနေကြိုဆိုလိုက်ပါတယ် event မှာ Daily One Draw ကို 50% off ဖြင့် Diamond 25လုံးကုန်ကြမှာဖြစ်ပြီး First 10 Draw ကိုတော့ 10% off ဖြင့် Diamond 450ကုန်ကြမှာပါဒီ event မှာပါဝင်လာမဲ့ skin တွေကခန်းအနေနဲ့ချောင် Ryu အနေနဲ့ပတ်ကွီတို Guy အနေနဲ့ Dairot ချွန်လီအနေနဲ့ Guinevere တို့ပဲဖြစ်ကြပါတယ်event shot ထဲမှာလဲလှယ်နိုင်မဲ့ item တွေအနေနဲ့ကတော့ recall elimination effect ချက်ပါပဲ battle emote spawn effect တို့ပဲဖြစ်ပါတယ်စကင်တစ်ကောင်ကို point 1200နဲ့လဲလှယ်နိုင်မှာဖြစ်ပြီးစကင်တစ်ခုစီတိုင်းအတွက် color စကင်ကို point 200နဲ့လဲလှယ်နိုင်မှာပါ draw reward မှာလည်းအကြိမ်20ကို free token တစ်ကပ်အကြိမ်60ကို magic potion တစ်ခုအကြိမ်140ကို free token 10ကပ်အကြိမ်180မှာ point 100အကြိမ်200မှာ point 180တို့ဆိုပြီးအသီးသီးရနိုင်မှာပါဒီ event က exchange event ဖြစ်တဲ့အတွက်စကင်တစ်ကောင်ကိုအကြိမ်120တော့အနည်းဆုံးလှည့်ရမယ်လို့ခန့်မှန်းထားပါတယ်ကဲဒါဆိုဒီ event ကြီးကိုဘယ်လိုထင်ကြလဲမျှော်လင့်ထားသလောက်ကောဖြစ်ကြရဲ့လား comment မှာပြောသွားခဲ့ကြအောင်နော်ဒါဆိုနောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်